နေပြည်တော်ပုပ္ပအတီတီမြို့နယ်ကြည်တောင်ကံမြို့တော်ရဲ့ကျက်တီဆောင်လောကရတနာစัจ जा မန်အောင်ဇီဒီတော်မြတ်ကြီးဟာဆိုရင်ဖြင့်28ရက်3လ2025ခုနှစ်မှာငလင်တန်ကြောင့်ပျက်စီးသွားတာကိုပြန်လည်ပြုပြင်တဲ့နေရာမှာယခုဆိုရင် PC အောင်မြင်တော့ပါပြီခင်ဗျာတပည့်ခါ10ရက်12လ2025ခုနှစ်နတော်လာစုပ်နတော်လာပြည့်ကျော်6ရက်ဩဒဟုနေ့မှာထီတော်အသစ်တင်ပွဲကြီးကိုဆက်လက်ကျင်းပတော့မှာဖြစ်ပါတယ်ခင်ဗျာရဝေးရနီမှာရှိကြတဲ့ဖျားတကာမအပေါင်းတို့အနေဖြင့်လာရောက်၍ဖူးမြော်ပူဇော်နိုင်မှန်ရန်အတွက်နိဗ္ဗာန်အကျိုးမြော်နှိုးဆော်တိုက်တွန်း၍ဖိတ်ကြားနှိုးဆော်အတိပေးအပ်ပါတယ်ခင်ဗျာ